မျက်နှာရှိပေမဲ့မျက်စိမရှိတာဘာလဲအမြဲဖွင့်ထားပေမဲ့မဝင်နိုင်တာဘာလဲခြေမရှိပဲပြေးနိုင်တာဘာလဲအိမ်ရှိပေမဲ့လူမနေတဲ့အရာဘာလဲလူတိုင်းကြားဘူးပေမဲ့မမြင်ဘူးတာပါလေ